ကဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့လူတွေရဲ့ဘဝအကြောင်းကိုသင်သိပါသလားဒါကတော့ဗြိတိန်ရဲ့ပြည်ပနယ်မြေဖြစ်တဲ့ Tristan da Cunha ပါဧရိယာ30ခုစတိုရဲ့မိုင်ရှိတဲ့ဒီကျွန်းမှာလူပေါင်း200လောက်နေထိုင်ကြပါတယ်အဲ့ဒီကျွန်းဟာတောင်အာဖရိကကနေကီလိုမီတာ2400အကွာမှာရှိပြီးဘရာဇီးကနေကီလိုမီတာ3360အကွာမှာရှိနေတာပါလေယာဉ်တွေကဒီကျွန်းကိုဆင်းလို့မရပါဘူးဒီနေရာကိုရောက်ဖို့တခုတည်းသောလမ်းကတော့တင်ဘောခီးဖြစ်ပြီး6ရက်ကနေ12ရက်အထိကြာမြင့်ပါတယ်။ကျွန်းရဲ့အလဲပိုင်းမှာမီးတောင်ဝါတစ်ခုရှိနေပြီးလူနေထိုင်သူအားလုံးကတော့မြောက်ဘက်ကိုင်လိုတန်ဒေသမှာစုယုံနေကြပါတယ်။ဒီနေရာမှာဖျားရှိခိုးကျောင်း၊ဈေးရုံစာတိုက်အရက်ဆိုင်နဲ့ရဲစခန်းတွေအပါအဝင်အိမ်ခြေ100လောက်ရှိပါတယ်။ဒီကလူတိုင်းကတယောက်နဲ့တယောက်တီးကြပြီးယုံကြည်ကြတာမို့အပြင်သွားရင်တခါးတွေပိတ်ဖို့တော့မလိုပါဘူးတဲ့။သူတို့မှာ Wi-Fi ရှိပြီး Amazon ကနေလည်းမှာယူနိုင်ကြပါရဲ့။ကျွန်းရဲ့အဓိကအသက်မွေးဝမ်းကျောင်းကတော့ကြောက်ပိုစွန်ဖမ်းတဲ့လုပ်ငန်းစီပြီးသူတို့ရဲ့ကြောက်ပိုစွန်တွေကိုတကဘာလုံးကိုတင်ပို့ရောင်းချနေတာပါ။ဒီလိုအေးချမ်းလာတဲ့ကျွန်းလေးပေါ်မှာနေထိုင်ချင်ပါသလား။ comment မှာရေးပေးခဲ့ဦးနော်။